မင်္ဂလာပါဒီနေ့ပြုလုပ်မယ်လေ့ကျင့်ခန်းကတော့လက်ရှိချိန်လေးမှာပဲစိတ်အာရုံကိုထားနိုင်မှုအတွက်အာရုံ၅ပါးကိုအသုံးပြုပြီးပြုလုပ်တဲ့လေ့ကျင့်ခန်းလေးပဲဖြစ်ပါတယ်ရှင်ဒီလေ့ကျင့်ခန်းကိုပြုလုပ်ခြင်းအပြင်အာရုံစိုက်နိုင်စွမ်းတွေတိုးတက်လာတယ်စိတ်ဖိစီးမှုတွေရောကျလာတယ်လက်ရှိမှာပဲ mindful ဖြစ်နဲ့နေနိုင်လာတယ်စတဲ့အကျိုးကျေးဇူးလေးတွေကိုရရှိနိုင်ပါတယ်။အဲ့တော့ဒီလေ့ကျင့်ခန်းလေးကိုကျမနဲ့အတူတူလုပ်ကြည့်ဖို့အတွက်ပြင်ဆင်လိုက်ရအောင်နော်။ဒီလေ့ကျင့်ခန်းလေးကိုမလုပ်ခင်မှာအရင်ဦးဆုံးတက်တာဖြစ်တဲ့နေရာလေးကိုသွားပေးပါ။ဒီလေ့ကျင့်ခန်းလေးကတက်တာတိတ်ဆိတ်ငြိမ်သက်တဲ့နေရာလေးမှာထိုင်နေရင်းဖြစ်ပါစေ။မတ်တရရင်ဖြစ်ပါစေဘလို့နေရဘလို့ပုံစံမျိုးနဲ့မဆိုလိုက်လို့ရပါတယ်ကိုယ်အတွက်တက်တာဖြစ်တဲ့နေရာလေးကိုရောက်ပြီဆိုရင်တော့အရင်ဆုံးတက်တာဖြစ်တဲ့ပုံစံလေးနဲ့ထိုင်လိုက်မယ်ညလုံးလေးကိုပိတ်ထားလို့အဆင်ပြေတယ်ဆိုရင်ခဏလောက်ပိတ်ထားပေးပါတကယ်လို့မပြေဘူးဆိုရင်လည်းမျက်လွှာလေးကိုချထားလို့ရပါတယ်ဒီတိုင်းလေးပဲကျမတို့အသက်လေးပဲဖြည်းဖြည်းချင်းရှုကြည့်အောင်ဖြည်းဖြည်းချင်းညင်ညင်သားလေးနဲ့လေကိုဝအောင်လေးရှုသွင်းမယ်ဖြည်းဖြည်းစီပဲပြန်ရှုထုံးမယ်အသက်ကိုပုံမှန်လေးဖြည်းဖြည်းလေးရှုသွင်းရှုထုံးလေးလုံနေမယ်လေလေးကနှာခေါင်းကနေပြီးဝင်သွားတာလေးကိုသတိထားကြည့်လို့ရသလိုပါးစပ်ကနေပြန်ရှုထုံးရင်းနဲ့လေလေးထွက်သွားတာလေးကိုလည်းသတိထားကြည့်မယ်အသက်ကိုဖြည်းဖြည်းချင်းပဲရှုသွင်းရှုထုံးဆက်လုံနေပေးပါဒါလေးလုံနေတဲ့အချိန်မှာကိုယ့်ရဲ့အတွေ့လေးတွေပြန်လွင်နေတာဖြစ်နိုင်တယ်ဒီလိုလေးလည်းဖြစ်လို့ရတယ်ဒီတွေးလေးနောက်ကိုမလိုက်သွားပဲနဲ့ကိုပါလေးတွေးနေလဲဆိုတာကိုပဲသတိလေးနဲ့ကြည့်ပေးမယ်ကိုယ့်ရဲ့စိတ်ကလေးကိုလက်ရှိပြစ္ဆုတ်ပံကိုသတိထားပြီးတော့ကြည့်မယ်ဒီလိုပဲသက်လေးရှုသွင်းရှုထုံးလုပ်ရင်းနဲ့ကျမတို့လက်ရှိဆိုတဲ့နေရာလေးမှာရှိနေရလေးကိုအမှတ်ရဖို့အတွက်ကျမတို့ရဲ့အာရုံလေးတွေကိုသတိထားပြီးကြည့်ကြမယ်အဲ့တော့တက်တာလေးရှိရဆိုရင်မျက်လုံးလေးကိုဖြည်းဖြည်းချင်းဖွင့်ကြည့်ပေးပါအရင်ဦးဆုံးကျမတို့ရဲ့အထီးအတွေ့လေးနဲ့ရင်စားကြည့်လိုက်ရအောင်နော်အဲ့တော့ကျမတို့ဒီလေ့ကျင့်ခန်းလေးလုပ်နေရင်းနဲ့သတိထားမိတာလေးတွေမှာကိုယ်အတွက်တက်တာမဖြစ်တာမျိုးလေးလည်းရှိနိုင်တဲ့အတွက်ဆက်လုံးမလို့ကိုယ်တိုင်ကဆုံးဖြတ်လို့ရပါတယ်ကိုယ်အတွက်စင်ပြေရဆိုရင်တော့အရင်ဆုံးကိုယ့်ရဲ့ခန္ဓာကိုယ်လေးကိုသတိထားပြီးတော့ကြည့်မယ်ဒီခါလေးမှာကိုယ်ခန္ဓာကိုယ်တော့မိနေတတ်ကြတယ်လေနော်အခုကိုယ့်ရဲ့ခန္ဓာကိုယ်မှာဘလို့လေးရှိနေလဲပူနေတာလားအေးနေတာလားတချို့စိတ်ပိုင်းတွေကပူပြီးတော့ပူနေတာမျိုးအေးနေတာမျိုးရောဖြစ်နေမလားဒါလေးတွေကိုသတိလေးထားပြီးတော့ကြည့်ကြမယ်ကိုခုရှိနေရဆိုတဲ့နေရာလေးမှာကိုယ်နဲ့မှာထိနေတဲ့ထိတွေကိုခံစားမိနေတာမျိုးရောရှိနေမလားအဝိဇ္ဇာနဲ့ကိုယ်နဲ့ထိတွေ့နေတာမျိုးရောရှိနေလားဒါလေးကိုသတိထားပြီးတော့ကြည့်မယ်ကိုယ့်ရဲ့ခန္ဓာကိုယ်ကိုသတိထားရင်းနဲ့ကိုယ်မှာနာကျင်နေတဲ့နေရာညောင်းနေတဲ့နေရာတက်တာမဖြစ်တဲ့နေရာလေးတွေကိုသတိထားမိတာမျိုးလဲဖြစ်နိုင်တယ်တကယ်လို့ကိုယ့်အတွက်အနေထားပြောင်းမှုလိုတယ်ဆိုရင်လည်းပြောင်းလို့ရပါတယ်ဒီလိုလေးခံစားနေရတယ်ဆိုရင်လည်း
ဒီနာကျင်မှုကဘာကြောင့်ဆိုပြီးတော့လိုက်ရှာတာမျိုးမဟုတ်ပဲကျမတို့ဒီတိုင်းလေးပဲနာကျင်မှုရှိနေတယ်မရှိနေဘူးဆိုတာလေးကိုပဲသတိပြုကြည့်ကြမယ်နောက်တစ်ခုအနေနဲ့ကျမတို့တွေနောက်ထပ်အာယုံလေးတစ်ခုစီကိုသွားကြည့်မယ်ကိုယ့်ရဲ့အခြားအာယုံလေးရှိသွားကြည့်မယ်အခုဘာတန်လေးတွေကြားနေရတာမျိုးဖြစ်မလဲဖြစ်နိုင်တာကတော့ကျမရဲ့အတန်ပဲဖြစ်နိုင်တယ်ဒါပြင်ရောကိုယ့်အတွက်ဘာတန်လေးတွေကြားနေရတာရှိအောင်မလဲဒီချာလေးအာယုံစိုက်ပြီးတော့နားထောင်ကြည့်ပေးပါဒီတန်လေးတွေကိုနားထောင်ကြည့်တဲ့အခါမှာလေဘာတန်ဆိုပြီးတော့တွေးလိုက်ရုံမဟုတ်ဘဲနဲ့ဒီချာလေးအပြည့်အဝနားထောင်ကြည့်မယ်အခုကြားနေရတဲ့အတန်ရဲ့ဟန်အတန်ရဲ့ဂုဏ်သတ္တိတွေကိုလည်းနားထောင်ကြည့်မယ်တခါလေကြာရင်စိတ်ကလေးကိုတင်းထားတဲ့အခါမှာလည်းအတန်တွေမကြားမိတာမျိုးဖြစ်နိုင်ပါတယ်ဒါကြောင့်စိတ်ကလေးကိုလျှော့ချနေရင်လည်းတဖြည်းဖြည်းညင်သာတဲ့အတန်လေးတွေဟိုးဝေးကအတန်လေးတွေကိုသတိထားမိလာပါလိမ့်မယ်ဒီအတန်ကဘာအတန်ဆိုပြီးတွေးရုံမဟုတ်ဘဲနဲ့အတန်လေးရဲ့နှိမ့်အမြင့်အတူအချဲစတဲ့အတန်ရဲ့ quality လေးတွေကိုလည်းနားထောင်ကြည့်လို့ရပါတယ်ဒါလေးကိုသတိကပ်ကြည့်ပြီးပြီဆိုရင်တော့ကျမတို့တွေနောက်ထပ်အာယုံလေးတစ်ခုရှိကိုသွားပါမယ်အဲ့တော့အမြင်အာယုံလေးရှိကိုသွားမယ်မျက်လုံးလေးကိုတစ်ဖက်တစ်ချက်လောက်ကိုယ့်ရဲ့ပတ်ဝန်းကျင်လေးကိုသတိထားပြီးတော့ကြည့်ကြည့်အောင်ကိုယ်ဘယ်နေရာလေးမှာရှိနေတာဖြစ်နေမလဲဒီကနေပြီးတော့ကိုရှိနေတဲ့နေရာလေးမှာရှိရဲ့အရာလေး၅ခုကိုသတိလေးထားကြည့်မယ်ဒီအရာလေးတွေကိုမြင်ရုံပဲမဟုတ်ဘဲနဲ့ဘာလေးဖြစ်တယ်ဆိုရက်တွေးရုံပဲမဟုတ်ဘဲနဲ့ဒီအရာလေးမှာဘာရောင်လေးတွေရှိလဲဘယ်လိုပုံစံမျိုးတွေဖြစ်နေလဲဒီအရာလေးရဲ့ပုံသဏ္ဍာန်လေးတွေကရောဘယ်လိုလေးရှိလဲဘယ်လိုအရွယ်အစားလဲဒါလေးတွေကိုသေချာလေးကြည့်နေမယ်ကိုယ်အနေနဲ့ကိုရင်းနှီးရဲ့နေရာလေးဖြစ်တယ်ဆိုရင်တော့ကိုယ်အနေနဲ့ကိုတခါမှသတိမထားမိဘူးတဲ့အရာလေးတွေကိုလည်းအသေးစိတ်သတိကပ်ပြီးတော့ကြည့်ကြည့်ပါမယ်ဒီကနေမှဒါလေးကိုလည်းသတိပြုမိပြီဆိုရင်ကျမတို့ရဲ့အာယုံလေးကိုနောက်ထပ်တနေရာစီကိုသွားကြည့်ကြမယ်ကျမတို့ရဲ့အနက်နေရာလေးရှိကိုသွားကြည့်မယ်အဲ့တော့အနက်ဆိုတဲ့အာယုံကပြောင်းလဲသွားပြီဆိုတာနဲ့ကျမတို့သတိထားမိတဲ့အာယုံလေးတစ်ခုပါပဲအဲ့တော့ကိုယ့်အတွက်အသက်ကလေးကိုရင်ဦးဆုံးရှုသွင်းကြည့်မယ်ကိုယ်အနေနဲ့ကိုယ်ဘာနဲ့လေးတွေရနေလဲဒါလေးကိုသတိပြုကြည့်မယ်တကယ်လို့လုပ်ကြည့်ခြင်းနဲ့ဆိုရင်ကိုယ့်ရဲ့အနားမှာရှိတဲ့စာရွက်လေးပဲဖြစ်ပါစေဖုန်းလေးပဲဖြစ်ပါစေဒါမှမဟုတ်ကိုယ့်ရဲ့လက်ကလေးပဲဖြစ်ပါစေတခုခုကိုနမ်းကြည့်ကြည့်လို့ရပါတယ်ဒီကနေရတဲ့အနံ့လေးကိုဒီအနံ့ဆိုတဲ့နေရာလေးမှာပဲသတိပြုပြီးတော့ကြည့်ကြမယ်ဝေဖန်မှုလေးတွေမပါဘဲနဲ့ဒီလက်ရှိရနေတဲ့အနံ့လေးကိုပဲအာရုံစိုက်ကြည့်ပါမယ်ဒါလေးကိုသတိထားမိသွားပြီဆိုရင်တော့နောက်ဆုံးတစ်ခုအနေနဲ့ကျမတို့ရဲ့ပါးစပ်ထဲမှာဆွဲနေတဲ့အရာသာလေးတစ်ခုခုရှိနေလားဆိုတာလေးကိုသတိလေးပြုကြည့်ကြမယ်ကိုယ်အနေနဲ့တစ်ခုခုတောက်ထားဖြစ်တယ်တစ်ခုခုစားထားဖြစ်တယ်ဆိုရင်တော့
ရတာလေးတစ်ခုခုကိုသတိထားမိတာမျိုးဒါမှမဟုတ်ဘာရတာမှမရှိတာမျိုးလေးကိုလည်းသတိလေးနဲ့ကတ်ကြည့်ကြည့်လို့ရပါတယ်ချိုနေရလားချင်နေရလားဒါမှမဟုတ်ဖန်လေးဖြစ်နေရလားဒီရတာလေးကိုသတိလေးနဲ့ခံစားကြည့်ပေးပါဒီခံစားမှုလေးတွေကိုကိုယ်အနေနဲ့တတိလေးနဲ့လက်ရှိအချိန်မှာပဲကြည်နေမယ်ဝေဖန်မှုတွေမပါဘဲနဲ့ပေါ့နော်ဒါလေးလည်းရသွားပြီဆိုရင်တော့ဒီခံစားမှုလေးတွေအားလုံးကကျမတို့အနေနဲ့လက်ရှိဆိုတဲ့အချိန်လေးမှာပဲခံစားလို့ရတာဖြစ်တာကြောင့်ဒီနေရာဒီအချိန်လေးမှာရှိနေရလေးကိုကျမတို့သတိထားကြည့်ကြတာဖြစ်ပါတယ်အခုကိုယ့်ရဲ့စိတ်ကလေးကလက်ရှိကိုပြန်ရောက်လာပြီဆိုရင်တော့အသက်ရှူတဲ့နေရာလေးကိုပြန်ပြီးတော့အာရုံစိုက်ကြည့်ရအောင်အသက်ကိုနှာသီးဝလေးရနေပြီးတော့ဖြည်းဖြည်းချင်းရှူသွင်းမယ်ပြီးရင်ပြန်ပြီးတော့ရှူထုတ်မယ်ပုံမှန်တိုင်းလေးပဲရှူသွင်းမယ်ပြန်ပြီးတော့ရှူထုတ်မယ်ရှူသွင်းရှူထုတ်လုပ်နေတဲ့ချိန်လေးမှာကိုဂယုဏထားတဲ့စိတ်ကလေးနဲ့ခံစားကြည့်ပေးပါရှူသွင်းလိုက်တဲ့လေတိုင်းမှာကိုချစ်ချင်းမြတ်တာတွေဂယုဏလေးတွေနဲ့ခံစားကြည့်ပေးပါဒီလေဝင်လေထွက်လေးကိုသတိထားမိနေပြီဆိုရင်တော့ကိုယ်အတွက်လည်းသက်တောင့်သက်သာဖြစ်နေပြီဆိုရင်တော့မျက်လုံးလေးကိုဖြည်းဖြည်းချင်းဖွင့်ကြည့်ပေးပါဒီနေ့ကိုယ်အတွက်ချိန်ပေးလိုက်တဲ့မိမိကိုကျေးဇူးတင်ရင်လည်းဒီလေ့ကျင့်ခန်းလေးကိုကျမတို့အဆုံးသတ်လို့ရပါပြီဒီလေ့ကျင့်ခန်းကိုကျမနဲ့အတူတူလိုက်လုပ်ပေးရတဲ့အတွက်ကျေးဇူးများတင်ပါတယ်ရှင်